ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာ25ရက်နေ့မနေ့ပိုင်းအတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့ကောင်းဆုံးကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်တွေပေါ်မှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးတာပါဗျာ25ရက်နေ့မနေ့ပိုင်း12နာရီ10မိနစ်အတွက်ကောင်းဆုံးရှာဖွေပေးထားတဲ့ကဏ္ဍလေးတွေကိုလာပြပြပေးထားတာပါဗျာကြာစင်တွေထွက်စင်တွေပေါ်မှာမူတည်ပြီးတော့ဒီ12နာရီ10မိနစ်အတွက်ရတဲ့ကဏ္ဍလေးတွေကိုလည်းမျိုးတို့နှစ်သက်မဲ့တင်ပါတယ်ဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်ကစားမယ်ဆိုရင်အမျိုးတို့ချိန်ဆကစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာ